ထင်တော့ထင်ထားပါသည်ခေါလောင်းထိုးတန်းကြားကလေးကဘုံကြီးကျောင်းလို့မဟုတ်ဘုရားကျောင်းဖြစ်လိမ့်မည်ဟုခဝေးဝေးမှပြီးကြီးမားခန့်ထဲတော့မုတ်ဦးကြီးနှင့်ဘုံကြီးကျောင်းတစ်ကျောင်းကသူတို့အားစစ်ကြိုနေ၏အရင်တုန်းကတော့ပြည့်ရိပ်ဝါးရိပ်နှင့်အေးချမ်းဟန်ရှိတော့လေယခုတော့မင်းမင်း၏ရမ်းပြမှုကြောင့်အရာရာကပူလောင်လျှောက်တွေ့နေပါပြီတစ်ပင်ဝါပင်ပြင်းမဲ့နေသည့်ကြောင့်ဘုံကြီးကျောင်းကြီးကိုကြည့်ရသည်မှာအဖို့အမုန်းမရှိထိုးထိုးထောင်ထောင်ဖြစ်နေသည်မုတ်ဦးဝရောက်တော့ဥယဝဖနှက်ဆုကဝင်သွားသည်ရိုစစ်လဲဖနှက်ကိုဆုကဥယဝနောက်လိုက်သွားမိသည်နိကလာခြင်းမှာရှေးဟောင်းပိတုကအတတ်တွေဖြင့်ဆောက်လုပ်ထားခြင်းဖြစ်ကြောင်းတွေ့ရ၏ဘုံကြီးကျောင်းတွင်တို့ဝင်လိုက်ရင်ပြီးရိုစစ်ခန္ဓာကိုယ်မှာဆန့်ကျင်ဘက်ခံစားမှုတို့ဒီပြိုင်နဲ့ခံစားလိုက်ရလေသည်ခန္ဓာကိုယ်ကဆက်ရှိအေးချမ်းသွားတယ်ရင်ထဲမှာလည်းအေးချမ်းသွားသည်အပြင်မှာကြုံတွေ့ခဲ့ရတော့ပူလောင်မှုမျိုးကိုမခံစားရတော့အုတ်ကြောင်တစ်ကြောင်ဖြစ်သည့်အားလျော်စွာဘုံကြီးကျောင်း၏အတွင်းဘက်မှာအေးစိမ့်လို့နေပါသည်အပြင်ဘက်မှာကဲ့သို့ပူလောင်မှုမရှိအေးချမ်းမှုတစ်ခုကိုပြီးတော့ရိုစီဒူးထောက်ပြီးခံရှားမိသွားသည်မြင်းပေါက်တဲ့မှာထန်တော်မူရုပ်ပွားတော်တဆူကအကြီးညိုခံလျက်ရှိနေ၏ဗုဒ္ဓရုပ်ပွားတော်၏မျက်နာတော်အားကြည့်ကရိုစီရင်တွင်၌အေးချမ်းတော်ရခြင်းဖြစ်သည်ဒူးထောက်လျက်ကပြီးဥရှကြောမိတော်သည်ကိုရင်းမှရှိသောတောကတွင်ခဏတာလူပြောက်သွားသလားထင်ရသည်ဥယဝကတော့သူ၏လှုပ်ဆောင်မှုကိုကြည့်ကခေါင်းတဆက်ဆက်ညှင်းလို့နေပါသည်ပြီးတော့တနေရာကိုဥဆောင်ကခေါ်တွား၏ဥယဝခေါ်တွားရနေရာကနိုင်ငံတစ်ခု၏ရှေ့တွင်ဘုန်းကြီးတစ်ပါးတင်းမြင့်ခွေခိုင်းကတစုံတရာကိုပြုလုပ်လျက်ရှိနေသည်ဘုန်းကြီးပြုလုပ်နေသောအရာကိုကြည့်ကရိုစစ်မျက်လုံးပြူရသည်ပြီးတော့ချက်ချင်းဆိုသလိုမျက်မှောင်လေးပုံမိ၏ဘုံကြီးပြုလုပ်နေသည့်ကကျွေပြားတစ်ခုပေါ်တွင်တိုင်တုံးတိုင်ကိုဖိုခနောက်တံစိုက်ထူထားသည်ထိုတိုင်တိုင်းစီတွင်အရွယ်စားမတူသောဂွင်းလေးတွေသူ့အရေးအတွက်နှင့်သူရှိနေ၏ဘုံကြီးကထိုဂွင်းလေးများကိုတံမှတံလို့ရွှေ့နေခြင်းဖြစ်သည်အော်ရလီကစားနေခြင်းမဟုတ်ပါဘုံကြီးပုံစံကြည့်ရတာတကယ်လေးလေးနက်နက်သူတို့ရောက်နေဒီကိုတောင်းတစ်ချက်ညလဲမကြည့်နားမလဲဒီမို့ရိုစီနေရန်ဟန်ပြင်တော့ဥယဝကလက်ကပြသည်ပြီးတော့ရှေ့တဲ့မှာရှင်းနေတော့နိုင်ငံကိုလက်မျိုးထိုးတာဟောဒီစာတွေကိုအရင်ဖတ်ကြည့်လိုက်ပြီးတော့ရှေ့တဲ့နိုင်ငံမှာမငြင်းမညာလုပ်ရင်းနဲ့အပြားလေးလေးစာတွေကိုတွေ့ရသည်ဘုံစံဝန်ချီုံနဲ့ရေးထားလိုက်ခြင်းကြံမြင့်ပြီးဖြစ်ကြောင်းခမှန်နေသည်ဇီရာတို့ချက်ကဖြုတ်ယူတာတချို့နေရာမှာပြက်တောင်ပြက်နေပြီကျွန်တော်ဖတ်ပြနေတာကိုကြည့်ချူတော့အပြင်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ